အဲဒီအခါသူတို့ကဂတိကကိုပြုကြတယ်ပြုဖို့ကတော့သူတို့ရှင်းနေသူတို့ကဘုရားကိုမယုံကြည်ပဲဖြစ်နေတာဆိုအဲဒါမတော်တာတွေကိုသူတို့ရှင်းချင်းဂတိကကိုပြုတာငါရှင်တို့ဟိုမှာရံကောရမလာနေတယ်သူဟာသာဟာယဖြတ်တဲ့ဗราဏအကျင့်ဗราဏအကျင့်မှထွက်ပြီးတော့လာလာပါများအောင်အားထုတ်နေတယ်အဲဘုရားဟာဘုရားကိုဘုရားလုံးမရှင်းဘူးရံကောရမဟာသာဟာယဖြတ်တဲ့ဗราဏအကျင့်သာတော့ဒီတရားတွေရောက်ဆိုပြီးစာရထက်6နှစ်တောင်ကြာနေရမဟုတ်ဘူးသူတို့ကအဲဒီ6နှစ်လုံးမှာအဲဒီမြတ်စွာဘုရားတွေကအကျိုးငယ်တွေပြုနေတာလေအဲဒီလိုစာရထက်နေတာနဲ့တရားကောင်းမှပြီးတော့သူတို့ကဟုတ်ဘုရားလောင်းတော်ကဘာမကြောက်ဘူးဆိုပြီးတော့ဆွန့်ပြီးတော့နောက်အာနာပါနရှုပြီးတော့အဲဒီကဒါနေလဲရနောက်တရားအထုတ်ပြီးတော့ဘုရားဖြစ်ဘုရားအထုတ်တာကတော့ဟုတ်တယ်ညပါညပါလည်းညဥပဒေမဟုတ်ပါဘူးနောက်ပိုင်းမှာခေါင်းရံကျော်တဲ့နောက်မှာဝိပဿနာရှုပြီးတော့ဘုရားဖြစ်တာအဲ့ဒါသူတို့ကမယုံကြည်လို့အဲ့ဒါမယုံမသိကြတာလာလာပါများအောင်လို့သူလုံနာတဲ့အစမစားပဲနေတာကောင်းတာလို့သူကထင်တယ်။ဒါကြောင့်သူ့ကိုရှင်မခွဲရဘူးဘုရားရှင်မခွဲနဲ့လို့ဆိုတယ်။ဒီဥမကျိုးဆွဲရဘူးဒီလည်းမကျိုးရနဲ့လို့သူကဆိုတယ်။သူသပိတ်သင်္ကန်းကိုလှမ်းပြီးပါဘူး။ဒါပေမဲ့တော့သူကအမျိုးမြတ်တဲ့အတွက်နေရာတော့အသင်ထားပေးရမယ်။ဒါကအမျိုးမြတ်နေတော့နေရာတော့ဘေးမှာရှိမှလို့နေရာတော့ဘေးဖို့အချင်းချင်းတိုင်နေရတာပေါ့။သူထိုင်ရင်လည်းထိုင်လိမ့်မယ်လို့တတိယဘုကိုပြကြတယ်။ဒါပေမဲ့သစ္စာဇေယဘုံတကိုးတော်ရောက်အမြင့်အပရောက်လာတဲ့အခါကျတော့သစ္စာကြီးတွေဟာသူတို့ဤဂရိကဝတ်မှာမတည်နိုင်ဘူး။စလုံးကတော့မယုံမသိဂရိကဝတ်လုပ်ကြတယ်။ဒါပေမဲ့ဘုရားအမြင့်အပရောက်လာတော့ဘုရားရဲ့ဘုံတကိုးတွေရှိတာဟိုသူတို့မယုံမသိမလုပ်နိုင်ကြဘူးလို့ဒီနေရဘူးတဲ့ဂရိကဇောဂရိကဝတ်တယ်မကြည်ပါဘူးတဲ့တဘာကခီးဝီကျိုးဆိုပြီးတော့သပိတ်ကိုလှမ်းယူတယ်တဘာကသင်္ကန်းကိုလှမ်းယူတယ်တဘာကနေရာထိုင်ခင်းပေးတယ်တဘာကခြေသေးရေကတ်တယ်ခြေသေးရေကတ်ပေးတယ်တဘာကခြေသေးကုန်ပြင်ပေးတယ်ဒါငါးဦးလုံးတောင်းလေးတစ်ခုတစ်ခုတော့ခေါ်ရတယ်ဒါပေမဲ့သူတို့ကဇန်လူအနေဖြင့်ခေါ်ပြောဆိုနေကြတဲ့အတိုင်းသစ္စာဘုရားကိုခေါရမဆိုတဲ့အမည်ရင်းဖြင့်လဲပြောဆိုနေကြတယ်အာဟုသောငါရှင်ဆိုတဲ့မယုံမကြည်ပြောဆိုခြင်းဖြင့်လဲပြောဆိုနေကြသေးတာပဲတရားမှမကြည့်ဘူးအဲဒီအခါမြတ်စွာဘုရားကသူတို့ခင်းပေးတဲ့နေရာမှာထိုင်ပြီးတော့ဒီလိုမိန့်မြတ်တော်မူပါတယ်သစ္စာကိယံတို့ခြေဖျားတို့နှင့်အလားတူဖြစ်သောငါကိုခေါရမဆိုတဲ့အမည်ရှင်လဲမခေါ်ကြနဲ့ခေါရမလို့လည်းမခေါ်နဲ့အာဟုသောငါရှင်လို့လည်းမပြောကြနဲ့ယဟန်တို့ငါဟာအရဟံပူဇော်ထုခံလိုက်တဲ့ဘုရားဖြစ်လာပြီသတ္ထာဂတောခြေဖျားတို့နဲ့အလားတူဖြစ်လာပြီအာမသာမဟုတ်တော့ကိုယ်တိုင်မှသာသိတဲ့ဘုရားဖြစ်လာပြီဟေးဟန်တို့နားထောင်ကြအမတမဓိကတံသိခြင်းကင်းတဲ့အငြိမ့်နိဗ္ဗာန်တရားကိုငါသိလာပြီငါနည်းပြညွှန်ပြမယ်တရားကိုငါဟောမယ်ငါညွှန်ပြတဲ့အတိုင်းသင်တို့ကျင့်ကြရင်မျိုးကောင်းသားတို့ဉာဏ်ပြုစဉ်ကအန္တာရဝဋ္ဌဒုက္ခတော့မောသနာထာစသည်ဖြင့်ဒီပဲရင်အကျိုးဖြစ်သောအကျင့်မြတ်အဆုံးလည်း
ဆုံးလည်းဖြစ်သောအများဆုံးရှင်းမြတ်၏အဆုံးလည်းဖြစ်သောအများဆုံးအရဟတဖို့နိဗ္ဗာန်ကိုမျက်မှောက်ဘဝ၌မကြာမီပင်ကိုယ်ပိုင်ဉာဏ်ဓုဖြင့်မျက်မှောက်ပြုလျက်ရောက်၍ရ၍နေကြပါလိမ့်မယ်လို့ရေတင်းနေကြီးဝန်ခံပြီးမိန့်တော်မူပါတယ်ဆရာအမိန့်ပေးတယ်အဲဒီတော့မိန့်တော်မူတဲ့အခါသူဆွဲကြီးရဟန်းတွေကဆရာစကားကိုမယုံကြည်ကြသေးဘူးဒါကြောင့်သူတို့ကဒီလိုခြေပါပြီးပြောဆိုကြတယ်သူပြောဖို့ရတယ်ရှိတယ်ငါရှင်ခေါ်တော့မှာဆရာကိုခေါ်တော့မှလို့ဆိုတော့ငါရှင်ခေါ်တော့မှဟိုတုန်းကအစာရချမ်းကိုစာရချမ်းများကိုဖြတ်ပြီးပင်မခံကျင့်တဲ့ဟိုဒုက္ခစိယအကျင့်တောင်းမှဒဂရီလူတို့ရနိုင်တဲ့သာမန်ကုသိုလ်တရားတော်ကာလုံမြင့်မြတ်တဲ့ဥဒိနုကဓမ္မဆိုတဲ့ကိလေသာကိုပယ်နိုင်တဲ့အရိယာညာမြင်အထူးကိုသင်မရခဲ့သေးဘူးမဟုတ်လားဟိုတုန်းကအစာရင်စားပဲ6နှစ်တောင်မှကြာကြီးပဲလားအဲမရောသေးဘူးမဟုတ်လားလို့သူကရှင်းနေတယ်နေအဲဒါသူကတရားကောင်းမှရှင်းအဲဒီဒုက္ခရစိတ်ရာအကျင့်မှထွက်ပြီးပစ္စည်းလတ်လာပါပေါ်များအောင်အားထုတ်နေတဲ့သင်ဟာယခုနေခါမှာဒီတရားဥတရားများကိုဘယ်မှာရနိုင်မလဲလို့ပြန်ပြီးခြေပါပြောဆိုရတယ်တရားဥတော့ပစ္စည်းလတ်လာပါပေါ်များအောင်လို့လုပ်လာတယ်ဒီုံမကြီးပြောတာမြုံမကြီးထင်ပြီးမြုံမကြီးပြောတာအဲ့ဒါလဲစဉ်းစားစရာသိကောင်းတာပဲဒီပြင်ဆက်ကြီးရနေဟာဘုရားလောင်းမွေးဖွားတိခါစကလေးကတရားဖြစ်လိမ့်မယ်လို့သူတို့ယုံကြည်ချက်နဲ့နမိတ်ဖဟောကြားလာခဲ့ကြတယ်သူတို့ကဘုရားအလောင်းတော်မွေးဖွားစားတွေကသူကအဲဒီတုန်းကသိငယ်လေးမဟုတ်ပါဘူးဆိုတော့လေးတော့အပြီးရှိတယ်ပါအပင်နဲ့ဆယ်ဒီနေ့လက်နဲ့ဆယ်ကျော်ရှိပါလိမ့်မယ်ဒီမှာအဲဒီတုန်းကဘုရားလုံးကမွေးရရှိတယ်အဲဒီတုန်းကတည်းကသူတို့ကလည်းဘုရားဖြစ်နိုင်မယ်ဆိုပြီးတော့ဘုရားဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကပေါ်ပြပြောဆိုကြတာအဲဒီပုဂ္ဂိုလ်တွေပဲသူကဒီလိုကြီးတယ်အခုတော့ဒီလိုမဟုတ်ဘူးအယူတွေပြက်ကုန်အစာကျမ်းတွေကိုဖြတ်ပြီးကျင့်နေတဲ့ဒုက္ခစိယာကျင့်မှထွက်ပြီးဇာဟာယကျမ်းတွေကိုပြန်သုံးဆောင်တာနဲ့ဘုရားမဖြစ်နိုင်တော့ဘူးလို့သူတို့အယူဆလွဲလာခဲ့ကြတယ်ဆရာတော်ကအစာတွေပြန်စားလို့ပြည့်သွားပြီတရားမရနိုင်ဘူးဆိုပြီးတော့အဲဒီလိုရှင်းတာသူတို့မူလကနမိတ်ဖဟောပြောချက်ကိုမယုံကြည်တော့ပဲဖြစ်သွားတယ်လို့ဆိုရမှာပေါ့ယခုမြတ်စွာဘုရားကအနိစ္စယသိတာသည်သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်လာပြီလို့အတိအလင်းဝန်ခံပြောကြတာတောင်မှသူတို့ကမယုံကြည်ပဲဖြစ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်သူတို့ကဒုက္ခရစိယအကျင့်ကိုအကျင့်မှအကျင့်ကောင်းနေနဲ့ယုံကြည်ဆွဲလန်းထားကြလို့ပါပဲအဲ့ဒါလိုပဲယခုခါ၌လဲအလွဲမှားကိုယုံကြည်ဆွဲလန်းထားမိရင်ဒီခါလည်းဆိုဘုန်းကြီးအပြောတာဘုရားပုဂ္ဂိုလ်တွေမဟုတ်ဘူးလေအလွဲချင်တယ်လို့ပဲဒီခါလည်းအလွဲမှားကိုယုံကြည်ဆွဲလန်းထားမိရင်အစစ်မှန်ကိုဘယ်လိုပြောမယုံကြည်နိုင်ပဲဖြစ်နေကြတယ်အစစ်မှန်ပြောတဲ့သူကိုလည်းအချင်းသေးပြီးတော့ပြင်းမှားပြောဆိုမိတတ်ကြတယ်အဲ့ဒါကိုသတိပြုဖို့အရေးကြီးပါတယ်အဲဒီလိုယ
ရှင်စွဲကြီးတွေကခြေပခုခံပြီးပြောကြတဲ့အခါမြတ်စွာဘုရားကမဟာကရုဏာတော်ဖြင့်မနာတော်မူပြီးတော့ဒီလိုမိန့်တော်မူပါတယ်မြတ်စွာဘုရားတို့ခြေဘုရားတို့နဲ့အလားတူဖြစ်တဲ့ငါဘုရားဟာခြေစည်းလက်ပါပေါ်များအောင်အားထုတ်နေတာပဲမဟုတ်ဒီစည်းလက်ပါပေါ်များအောင်အားထုတ်နေတာလည်းမဟုတ်ဘူးဒီစည်းများအောင်မဟုတ်ဘူးတဲ့ကိလေသာကိုငြိမ်းစေနိုင်တဲ့ဗရဏအစစ်အမှန်ကျင့်မှထွက်တာလည်းမဟုတ်ဘူးကိလေသာငြိမ်းတဲ့အကျင့်အဲ့ဒီအကျင့်မှထွက်လာတယ်လို့ပြောချင်တယ်အဲ့ဒီခေါင်းနဲ့ကျင့်ကထွက်လာလည်းမဟုတ်ပါဘူးတဲ့ပစ္စည်းများရဲ့အတွက်ပြန်လေကျင့်လာလည်းမဟုတ်ပါဘူးတဲ့ဘယ်လိုအဲ့လိုထင်တော့အဲ့လိုမဟုတ်ဘူးလို့မဟုတ်ဘူးလို့မိန့်တော်မူပြီးတော့ပထမပြောခဲ့တဲ့အတိုင်းအရဟံတတဂတသမ္မာသမ္ဗုဒ္ဓဖြစ်လာပြီးနားထောင်ကြစသည်ဖြင့်ဒုတိယတစ်ကြိမ်ထပ်ပြီးမိန့်တော်မူပါတယ်ဒုတိယတစ်ကြိမ်နဲ့ပြည့်စွဲကြတွေကပြန်လီခြေပတ်ပြောဆိုကြတာပဲမြတ်စွာဘုရားကပြည့်စွဲကြတွေဟာမသိရကြလို့မပြောသင့်တာတွေပြောဆိုနေကြတာပဲလို့သိတော်မူခြင်းသနာတော်မူပြီးတတိယတစ်ချိန်နဲ့ဤသူပင်မိန်တော်မူပါတယ်အဲ့ဒါကိုလည်းသစ္စာကြီးတွေကပြန်နေခြေပပြီးမြဲဆန်နေကြတာပဲအဲ့ဒီတော့မြတ်စွာဘုရားကသစ္စာကြီးဟန်တို့သင်တို့စဉ်းစားကြတော့ငါနဲ့သင်တို့ဟာယခုမှတွေ့ကြတာမဟုတ်ဘူးဒုက္ခရသိရခြင်းကိုကျင့်နေတော့ကသင်တို့ဟာ6နှစ်ပတ်လုံးကိုကြည့်ဝမဲပြုစုပြီးငါနဲ့အတူနေလာခဲ့ကြတာပဲအဲ့ဒီရှေးခါကာလတုန်းကသင်တို့အားငါကယခုပြောတဲ့စကားမျိုးပြောဘူးတာများရှိရလားလို့မေးတော်မူလိုက်ပါတယ်အခုဆရာတို့ရလာပြီဆရာကြီးလာပြီပြောတဲ့အခါမျိုးဘုရားပြောသေးသလားလို့မေးတယ်အဲ့ဒီတော့မှသူဆွဲကြီးတွေကစဉ်းစားဆင်ခြင်မိကြတယ်ဘုရုံးမှာဒီလိုစကားမျိုးကိုတစ်ခါမှမပြောဘူးခဲ့ဘူး6နှစ်ဆိုအကြာကြီးပဲဘုရုံးကတရားသူကိုမတွေ့ရမသိရသေးလို့မပြောခဲ့တာပဲအခုပြောတာကတော့တကယ်တွေ့သိလာလို့ပြောတာဖြစ်မှာပဲလို့စဉ်းစားဆင်ခြင်ပြီးသက်ဝင်ယုံကြည်လာကြတယ်ဒီမှာပြောတရားဆိုရှင်လားအဲကြောင့်ကိုရှိတော်ကဒီလိုမပြောခဲ့ဘူးပါဗျာလို့ယူသေးစွာပြန်ကြခဲ့ခါကြတယ်အဲဒီခါမြတ်စွာဘုရားကဟန်တို့ငါဟာအရဟံပူဇော်အထုခံတိုက်တဲ့ဘုရားဖြစ်လာပြီသတ္ထာရတော်ရှိဘုရားတို့နှင့်အလားတူဖြစ်လာပြီသမ္မာသမ္ဗုဒ္ဓကိုယ်ပိုင်ညာဖြင့်ရှင်းကြံအားထုတ်၍အမှန်တိုင်းသိလာပြီညာတို့နားထောင်ကြအမတ္တမရိကတံပေခြင်းကင်းတဲ့နိဗ္ဗာန်တရားကိုငါသိလာပြီအဟမနုဿသာမိငါညီပေးညွန်ပြမယ်ငါညီပေးညွန်ပြမယ်ဟံဓမ္မနေပေမိတရားကိုငါဟောမယ်ယရဏုသိတံပฏิပိစပฏิယရဏုသိတံပฏิပိစနာငါညွန်ပြတဲ့အတိုင်းသင်တို့ရှင်းကြခြင်းအမျိုးကောင်းသားတို့ယဟန်ပြုစဉ်ကသံဃာသံဃာဝတ္တတို့ကတော့မောဇနာတရားစသည်ဖြင့်ဒီဝေရင်အကျိုးဖြစ်သောအကျင့်မြိုက်အဆုံးလည်းဖြစ်သောအများဆုံးအရဟတဖို့နိဗ္ဗာန်ကိုမျက်မှောက်ဘဝမကြာမီခင်ကိုယ်ဉာဏ်ဖြင့်
မျက်မှောက်ပြုရဲ့ရောက်၍ရ၍မြကြလည်းညီတဲ့သမ်းမှန်ပြီးဝန်ခံမိကြတော်မူပါလေဟောတဲ့တိုင်းတရားနာလို့ရှိရင်တိုင်းနာလို့ရှိရင်အကျိုးရှိမယ်ကြောင့်မြတ်စွာဘုရားခေါ်ပြအနာကောင်းပါလေအဲဒီကသစ္စာကိယံနေဟာမြတ်စွာဘုရားဟောမဲ့တရားကိုနာကြားလို့ရဲ့စိတ်သက်တန်စွာနဲ့ရိုသေစွာနားထောင်နေရတယ်ဒီနာနေဖို့ရာစိတ်ဆောနေကြပါတယ်ယခုဒီထိအောင်ပြောလာတဲ့စကားတွေကတော့အဝိဓုတွေနိဒန်းတွေကသင်လျော်ယုံအချို့ကိုထုတ်ဆောင်ပြီးပြောလာတဲ့စကားတွေပါပဲမူလဟောစဉ်ကစကားအချို့ကိုစာမှုပြုတော့အခါနှုတ်ပယ်၍ချုံး၍ကြားလိုက်ပြီအရိစ္ဆာရဲ့နိုင်ရှိရဆန္ဒအဲဒီလိုပြင်ဆွဲကြီးတို့ကရိုသေစွာနားထောင်နေကြတဲ့အခါမှာဧဝမေတုတ္တံစသည်ဖြင့်သုတ်ဤနိဒံအစ၌ထုတ်ပြခဲ့တဲ့အနည်းကသံတိကေနိဒံစကားအတိုင်းမြတ်စွာဘုရားကဒီဓမ္မစကြာသုတ်တရားတော်ကိုစတင်ပြီးဟောကြားတော်မူပါတယ်အချိန်ကတော့ဒီခုရောက်ဆဲ1324ခုနှစ်မှပြန်ရည်တွေ့ရင်လွန်ခဲ့တဲ့2550ခုနှစ်ကဘာဇိုလာပြည်နေ့ညနေကျမ်းနေဝင်ကနီးအချိန်ဖြစ်ပါတယ်အဲဒါဟုတ်ဘုရားသာသနာတော်စပြီးတော့အဓိကနေပြီးတော့သာသနာအခုနှစ်2550ဟိုဒီကတွေ့တဲ့ဟာမဟုတ်ပါဘူးသူတို့ဘုရားမပွင့်လာဟာဒီပါပါတယ်အဲဒါ2550အခုအနည်း20ဆိုလိုက်ရင်2900နဲ့သိရှိမှာ2550ရှင်းနာမှာတော့ပြောရမှာနည်းနည်းတော့မှားတော့90ဖြစ်ရမှာ80သွားပြီးတော့ရှင်းနာရှိလို့နောက်မှဒါလေးထားကြည့်အောင်လို့ခဏကဘောလို့မှားတော့လို့အနောက်လောကရမှာနေမင်းကြီးကဝင်လူကနီးညီရဲရဲအလုံးကြီးအနေနဲ့ရှိနေတယ်လာမင်းကြီးကအရှိလောကရမှာဝါဝဝဝင်းကြီးပေါ်ထွက်လာကစားဖြစ်နေတယ်နောက်လောကရမှာနေမင်းကြီးကနေဝနာကြီးကိုအဲဒီဟောဇလာကြီးနေဝနာကြီးလာကလည်းအရှိပိုင်းကအဲဒါကြီးပေါ်ပုံကိုပြောထားတယ်ဒါလည်းအဲဒီလိုနေရောလာရောနှစ်ခုလုံးထင်ရှားနေချိန်မှာဒီဓမ္မစကြာတရားကိုစပြီးဟောတော်မူတယ်လို့မဟာဝရဒတိုင်းအထကထနံပါတ်329မှာပြဆိုထားပါတယ်တရားနာပရိသတ်ကတော့လူသားတွေကဆိုရင်တစ်ဆွဲကြီးယဟန်၅ပါးသာရှိတယ်ဓမ္မတွေကတော့78ကလေးရှိတယ်အဲဒီမှာတရားစပြီးသာသနာဓမ္မတရားစပြီးဒီမဖြစ်ရဆိုစပြီးတော့ဟောတာအဲဒီဟောတော့ကပရိသတ်တွေကိုခေါ်ပြတာဓမ္မတွေလူကတော့ဘုရားဆိုရင်၅ဝယ်စီရင်ကိုယ်ကိုယ်ရှင်းဓမ္မတွေက78ကလေးရဲ့အနည်းဘူးတကလေးဆိုအများကြီးနတ်တွေကဒီတရားကိုနာပြီးတရားတွေရသွားကြတာမရင်မတွက်နိုင်အောင်များတယ်လို့မိလိနာပညာမှာပြဆိုထားတဲ့အတွက်မရင်မတွက်နိုင်အောင်များတယ်လို့ဆိုရမှာပဲနတ်တွေအဲဒီလိုတရားဥကိုနာလိုက်တဲ့နတ်ဇမာတွေနဲ့တကွကျင်ဆွဲကြီးယဟန်တော်၅ပါးတို့ကရိုသေစွာနားဆွင့်နေကြတဲ့အခါဘုရားမြတ်စွာဘုရားက
ဝေမေဘိက္ခဝေအန္တာဘာဝစီတေနနသဝိတာဘာစသည်ဖြင့်ဓမ္မစကြာတုတ်တရားကိုစတင်ဟောကြားတော်မူပါတယ်အဲဒီစကြာတုတ်တရားစပြီးတော့ပြောတာဒါပထမဆုံးစပြီးတော့လာပြီးပထမဆုံးစပြီးတော့လာပြီးတော့ဒီနေ့ညကရစပြီးတော့နားမယ်ရှင်တော်ပြီးမယ်မထင်မပြီးရင်နေကြတာဒါလည်းဆက်ပြီးတော့ပြောတာလည်းအပိုင်းကပြောအောင်ကေမေဘိကွေအန္တာဘဝစီတေနနာသဝိတာဘဘိကွေဟံတို့သစ္စာကိဟံတွေကိုမြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ဟောတော်မူတာဘိကွေဟံဆိုသူတို့ပဲအဲဒီတုန်းကသစ္စာကိတွေဟာဘုရားသာသနာအတွင်းကယဟန်တော့မဟုတ်သေးဘူးဘိကွေယဟန်ဆိုမဲ့သာသနာအတွင်းကယဟန်မဟုတ်ဘူးသူတို့စောစောနေတဲ့တိုက်ယဟန်သူတွေယဟန်ကြည့်တယ်ဘုရားအလောင်းတော်တော်မထွက်မီကတော်ထွက်မီကလေးကသူတို့ဟာသူတို့ယဟန်ပြုနေနှင်းကြတဲ့သာသနာ့ဘယဟန်များကဖြစ်ပါတယ်အဲဒီတော့ဘုရားလောင်းတော်မူထပြီးသားကြတယ်သူယဟန်ဖြစ်မှာဘုရားဖြစ်နေမယ်ဆိုတော့ယုံကြည်ပြီးတော့သူတို့လူလောကမှာနေနေတော့ကြရင်တရားတွေပါတယ်မလိုက်နိုင်နေနေဆိုလို့အိမ်တော်တွေပါတယ်မရှိဘဲနဲ့သူတောထွက်ပြီးတော့ရဟန်းပြုနေကြတာဘုရား29နှစ်မှရဟန်းပြုလာတယ်ဆိုတော့29နှစ်တောင်သူကစောနေတာဇာဝါရီပုရိသပြုလာတာဒါပေမဲ့သူတို့ကဘုရားအလောင်းတော်ဘုရားအဖြစ်ရောက်တဲ့အခါဘုရားတည်းကြီးအဖြစ်နဲ့ကျင့်ဖို့ဉာဏ်ပြုလာကြတာဖြစ်တဲ့အတွက်ဘုရားသာသနာတော်နဲ့ဆန်းကျင်တဲ့ဘုရားယဟန်မျိုးတော့မဟုတ်ဘူးမြတ်စွာဘုရားကိုရည်ကြီးသင်္ကန်းဝတ်လာတဲ့အရှင်မဟာသဗ္ဗလိုဘုရားသာသနာနဲ့သက်ဆိုင်တဲ့ယဟန်များကဖြစ်ကြပါလိမ့်ဒါကြောင့်မြတ်စွာဘုရားကသာသနာတော်တွင်ယဟန်များကိုပင်ဘိက္ခုဆိုတဲ့ခောဟာရနဲ့ဘိက္ခွေယဟန်တို့လို့မိန်တော်မူလိုက်ပါတယ်ဘိက္ခွေယဟန်တို့ဘာဝစီတေနာရှင်ဟန်ဖြစ်သောပုဂ္ဂိုလ်သည်ဤမေဆွေအန္တာယခုပြောပြမည်နှစ်ပါးသောဤအဖို့ဆုံးလို့ကိုနာဒေဝိတာဘာမမီဝဲအကုန်မမီဝဲခြင်းဘူးလို့စတင်ပြီးဟောတော်မူပါတယ်ဒီနေရာမှာအန္တဒရာကကုဋ္ဌာကဘာကဆိုတဲ့အဖို့ဟူသောအနဲ့ဟောကြောင်းသက္ကရာများမှာဖွင့်ပြထားပါတယ်ဒါပေမဲ့နောက်မှာဟောလဒဖြစ်တဲ့မင်းကြီးမပရိပဒါအလယ်လန်းအကျင့်ဆိုတာနဲ့ထောက်ဆကြည့်ရင်အစွန်းနှစ်ဖက်ဆိုတဲ့အနဲ့လဲသိပါလေအဖို့ဆိုပေမဲ့လို့ရိုးရိုးအဖို့မဟုတ်ဘူးဟိုပဲအစွန်းဒီပဲအစွန်းဆိုတဲ့အဖို့ကိုဆိုတယ်လို့ယူရင်သာပြီးပေါ်လွင်ပါတယ်ဒါကြောင့်ဘုန်းကြီးကအဖို့အစွန်းလို့လက်ပြန်ပါတယ်ဒီဘုံမူရိုးရမှုသာရများမှာတော့လာမကကုဋ္ဌာပါလို့လာမကကုဋ္ဌာပါလို့ရှိတယ်ရုပ်သောအဖို့လို့အနေရတယ်အဲ့ဒါကဒီကပြန်ကြတဲ့အယုတ်တရားဆိုတာနဲ့ခန့်ညီနေဖြစ်နေပါတယ်ဒါကြောင့်ရှင်ဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာယခုပင်ရုပ်ဖို့ပြီးကြအဖို့ဆုံးအယုတ်တရားတို့ကိုမမီဝဲအပ်ဘူးမမီဝဲခြင်းဘူးမမီဝဲကောင်းဘူးလို့အတူချုပ်ရှင်းဥစွာမှတ်ထားကြရမယ်ဒီဆောင်းကလေးတစ်ခုပြီးရင်တော့နားမယ်အချိန်ကတော့ကုန်သွားပြီအတမေတွေရောဇာယံကာမေသူကာမတုကံကံရောကောဒီနောကာမောပောထုဇနိကောနာရိယောနရကံဤတော်ယောသာယံအတ္တကိတ္တယောဘောဒုက္ခနာရိယောနရကံဤတော်အတမေတွေပဲဘယ်ဖို့
အစွမ်းနှစ်ပါးတို့ဤဟုကာမေတုလိုချင်တဲ့ဘအာယုကာမဝတ္ထုတို့၌ကာမဒုက္ခနိကနိရောဓဖြစ်တဲ့ပါရလျက်သံဃာဒီကာမဒုက္ခကိုအထုတ်ခြင်းဖြစ်စေခြင်းခံစားခြင်းဟူသောရောစအယံအန္တောအကျဉ်အဖို့အစွန်းဝိလိဟိနောယုံညာဤကာမောရှားသူကာမောရွာသူရွာသားမျိုးစုမျိုးသားတို့ဤအလေးအလားအကျင့်ဥစ္စာဖြစ်၏ဘောဓဇနီကောဘုဒ္ဓဇင်လူများစုတို့ဤအလေးအလားအကျင့်ဥစ္စာဖြစ်၏အနာရောအရိယာသူများတို့ဤအကျင့်မဟုတ်ပေဝါမစင်ကြယ်မကောင်းမြတ်ပေအနာဂတ်တန်ဤတော်မိမိတို့လူလားအသည်အကျိုးစီဝါအစဉ်နှင့်မဆက်ဆိုင်လေသောဇထိုကာမဒုက္ခနိကနိယောဂအကျင့်သည်မမီဝဲစဉ်သောအဖို့အစွန်းတပါးပေလိုချင်နှစ်တဲ့ဖွယ်ဖြစ်တဲ့အဆင်းအတန်အနအရကအတွေ့ဆိုတဲ့အာယုံကောင်းတွေကိုကာမဂုဏ်အာယုံဝတ္ထုတွေလို့ခေါ်တဲ့သင်္သာသတိကာမဂုဏ်အာယုံဝတ္ထုအဲဒီဝတ္ထုအာယုံကာမဂုဏ်တွေကိုနှစ်သက်သာယာပြီးကိုယ်ရဲ့စိတ်ထဲမှာသံသာရာကောင်းတာကိုကာမဒုက္ခကာမချမ်းသာခေါ်တယ်အဲဒီအာယုန်နဲ့သင်္သာသတိဒီလူပြီးချမ်းသာတာကာမဒုက္ခအဲဒီကာမချမ်းသာဖြစ်အောင်ပြုလို့အားထုတ်နေတော့ပြုလို့အားထုတ်ပြီးအဲဒီကာမချမ်းသာခံစားနေတာကိုကာမဒုက္ခနိကနိယောဂခေါ်တယ်အတူတူအားဖြင့်ပြောရရင်ကာမဂုဏ်အာယုန်တွေကိုသာယာတတ်မဲ့နှစ်သက်ပြီးခံစားနေတာကိုခေါ်တာပါပဲအဲဒီတော့ကာမချမ်းသာတွေသာယာတတ်မဲ့နှစ်သက်ခံစားနေတာဟာယုံညံ့ပါတယ်တဲ့ယုံညံ့ဘုံကိုတော့နောက်သတင်းကြမှာနောက်တစ်ချိန်လို့ဆိုလိုပါပြောရမယ်ဒီကနေ့တော့အချင်းချုပ်ဒီဓာတ်ကိုပြောနေရတာနဲ့ချိန်ကတော့ကုန်သွားပြီနောက်ပြီးတော့အဲ့ဒီကာမချမ်းသာခံစားတာဟာဇာတိဝါဒမျိုးစုံမျိုးသားတို့အလေးအကျင့်ဖြစ်ပါတယ်တဲ့ပုရိသင်ခေါ်တဲ့လူများစုတို့ရဲ့အလေးအကျင့်လည်းဖြစ်ပါတယ်တဲ့အရိယာသူများတို့ရဲ့အကျင့်ကောင်းလည်းမဟုတ်ဘူးမစင်ကြယ်လည်းမစင်ကြယ်ဘူးတဲ့မိမိတို့အလိုရှိရတဲ့အကျိုးစီးပွားနဲ့လည်းမဆက်ဆိုင်ပါဘူးတဲ့ဒါကြောင့်အဲဒီကာမချမ်းသာကိုကာယတမယ်နှစ်သက်ပြီးသုံးဆောင်ခြင်းဆိုတဲ့အဖို့အဆုံးကိုလည်းရှင်ဟန်းများမမိဝဲမသုံးဆောင်ခြင်းဘူးအဲဒါပစ္စည်းမျိုးဝဲတာကိုအသေးပြုတာကိုဆိုလိုပါတယ်ကြောင်းကျင်ရမယ်အဲ့ဒါကိုတို့နဲ့ဆောင်မှတ်ထားရအောင်ဘုန်းကြီးကဒီလိုဆောင်ပုဒ်ကလေးစီထားပါတယ်ကာမချမ်းသာသုံးဆောင်တာဘယ်ခွာဆောင်ရမည်တဲ့ကဲအဲ့ဒီဆောင်ပုဒ်ကိုဆရာကလေးလည်းဝေထားတယ်နော်အဲ့ဒီဆောင်ပုဒ်ကိုဆိုကြရမယ်ကာမချမ်းသာသုံးဆောင်တာဘယ်ခွာဆောင်ရမည်ဆိုတဲ့အဲဒီပါဠိအရာတို့ချုပ်ပါပဲနော်ခင်ဗျာဓမ္မရည်ရွယ်ထားတာတော့ရည်ရွယ်ထားတာဒီတရားစပြီးအောင်လို့ကိုကြီးခေါင်းလို့မပြီးဘူးကိုဆိုတော့ကြာနေလေးနဲ့လာကြာနေနေ့ကြမှာလည်းဆက်ပြီးတော့ဒီကခေါ်ပါမယ်ဟောလို့ဆိုတော့ကိစ္စလေးဒီကတရားနာပြီးတော့
ကိစ္စလေးအသီးလေးရှင်းမှဖြစ်တော့ဘူးဗျနေကြမှာဆက်ပြီးတော့ဘုရားစရဒီတကုတ်ဆုံးအောင်လို့ဟောမလို့မှတ်တယ်။ဘာမှချမ်းသာသုံးဆောင်တာပဲခွာဆောင်ရမည်ဆိုတာသောမုတ်တကုတ်နောက်တော့မသုံးဆောင်ပဲကိုညင်းခဲ့တာလည်းဆောင်ရမယ်ဆိုတာဘုရားကဆရာကြီးလည်းဒီနေ့ဝေထားတယ်။အစွမ်းနဲ့တွဲလမ်းမပဲအလေလမ်းမှာဖြစ်ပေသည်ဒါလေးတစ်ခုလမ်းမကိုရှောင်ညာမြင်ပေါ့ဆက်ရောက်နေပါပြီဆိုသမှုရေးဖို့ရှိမှာပါတယ်နေခင်းဟောတော့လည်းဆက်ပြီးတော့နေခင်းနေတနာကြီးပေါ့အဲ့ဒါတော့အချိန်များများလေးအခုကတော့တနာကြီးလောက်ပဲခွင့်ရအများဆုံးတနာကြီးလောက်ဟောမယ်လို့မှတ်ထားပါတယ်ဟိုခါကျတော့2နာရီလောက်ကြာရင်ကြာတယ်အဲ့ကြောင့်ဘုရားအဲ့ကျတော့ရှင်းတော့ဒီဟာဟောကြီးဟာလေးဆက်ပြီးတော့ပြောရတာconcept တန်နေနေမှာ concept ဆက်လက်ပြီးတော့ဒီကလည်းပြီးတော့ဖြစ်တော့ concept နဲ့ concept လို့ concept သုံးနေတာပဲရှိပါတယ်ညာတော့သိနေတယ်အဲ့ဒီမှာဒီကလေးပြီးရှိကြမှာဒီမှာလည်းဆက်ပြီးတော့ဒီလည်းပြေးအောင်ဆရာပြီးရင်ရပါပြီအဲ့ဒီတရားကိုညာကြပြီးတော့ဒီမျိုးမှလည်းသရာတရားတွေတိုးတက်ပြီးခင်ဗျားတွေလည်းပဲသံဃာရဲ့ဉာဏ်ရှားအားပေးလို့ရှိတယ်အလုံးစုံပုဂ္ဂိုလ်ရည်ရလိုက်တဲ့ကုသိုလ်တရားတွေရပြီးလက်ဖို့ဒီမျိုးလိုရှိရတဲ့ကောင်းကျိုးချမ်းသာတွေအပြင်မညာပြင်တဲ့နိဗ္ဗာန်ကိုဉာဏ်ဉာဏ်စွာဆက်ရောက်နိုင်ကြပါစေတဏှာကြီးနဲ့တဏှာကြီးခွဲတဏှာကြီးတော့တွင်သင်ပြီးတော့ပြီးပြီးတော့ပြောမှာဒီလာပြီးနေတိုင်းရှင်ရတော့ဟောဖို့ပါပဲဘုရားမကတော့ဟိုရင်ဦးနေကြဗီလာကြီးတိုင်းကတော့အဲဒီမှာဗီလာပေးပြီးနိုင်ဝလောက်နိုင်ဝမှုတဏှာကြီးတော့ပါပဲနိုင်တော့ဟောဖို့ညပြီးတော့ကိုယောဂီတွေတရားဝဲလည်းပဲတင်းငယ်နေတယ်ဒီတော့တွေ့ရတဲ့အခါလည်းတဏှာကြီးတော့ဟောဖို့ပါအဲဒါဒီနောက်ကြလို့ရှိရင်ဒီအတန်နဲ့စိတ်ခွေနဲ့အတန်ဖွင့်ပြီးတော့ကြာဖို့နာဖို့ကောင်းပါလေခွန်ကြီးမရှိတဲ့နောက်ကြလည်းဒီຢာရကျမ်းနေမှာပဲသူကကောင်းပါဒါကြောင့်မနေ့ကပြောခဲ့တာကဓမ္မစကြာတရားတော်ကြီးစာမျက်နှာနာမှာ87ပါပဲ87မှာသုံးအနေလေးအဲ့ဒါလေးနည်းနည်းလေးဆက်ပြောရအဲ့ဒီကာမချမ်းသာကိုသာယာတတ်မဲ့နှစ်သက်ပြီးသုံးဆောင်ခြင်းဆိုတဲ့အဖို့အစွန်းကိုလည်းရှင်ဟန်းများမမီဝဲမသုံးဆောင်ခြင်းဘူးကာမချမ်းသာကြီးကြောင်းမြန်နေအဲ့ဒါတွေမတော်မင်းနဲ့လည်းဟဲ့ပေါ့မမီဝဲတဲ့ကြောင်းကျင်ရမယ်အဲ့ဒါကိုတိုးနဲ့ဆောင်မှတ်ထားရအောင်ဘုန်းကြီးကဒီလိုဆောင်မှုကလေးသိထားပါတယ်မြတ်ကလည်းဖတ်ပြီးတော့ပါတယ်လေကာမချမ်းသာသုံးဆောင်တာပဲခွာဆောင်ရမည်တရားလေးဒီမျိုးသမီးတွေလည်းဆိုပြီးရရပါဒီမှာနေဆိုတော့မြေဦးတဲ့ပုဂ္ဂိုလ်ကမဆိုရဘူးဆိုတာဆိုအောင်ပါလေယခုအဲ့ဒီဆောင်မှုကိုဆိုရကာမချမ်းသာသုံးဆောင်တာပဲခွာဆောင်ရမည်ကာမချမ်းသာတွေအကုန်လုံးဆောင်ဖို့ပါပဲလူတွေကတော့လည်းအခုလို7ပါးသီလဆောက်တည်တဲ့အခါကာလကြအဲဒီကာမချမ်းသာ
ဆောင်တဲ့ညပေါ်လေသိခါဖို့7ပါးနဲ့စပ်ပြီးတော့ဆောင်တဲ့ညတွေဆောင်မှုလာပါအတ္တကိလမထာနုယောကောမိမိကိုယ်ကိုသင်္ပန်းအောင်အားထုတ်ပြုလို့ခြင်းဟူသောယောသအယံအန္တောအကျဉ်အဖို့အဆုံးဒီလေးဒုက္ခဆင်းရဲယုံများသာဖြစ်၍ဆင်းရဲသာဒီဆင်းရဲဒီသာဒီဆင်းရဲယုံမြပါပဲဘာမှအကျိုးမရှိပါဘူးတဲ့အဲဒါကိုနောက်သတင်းကြမှာအကျယ်ပြောရမယ်တဲ့ဒါလည်းမှရေးထားပါလားအခုကအတူတူလေးလျှောက်ပြောမယ်နာရီယောအရိယသူများတို့၏အကျင့်မဟုတ်ဝါစင်ကြယ်ကောင်းမြတ်တဲ့အကျင့်မဟုတ်ပေနာရတန်ဤတော်မိမိတို့လိုလားအသည့်ကျိုးစီးဝါနှင့်မဆက်ဆိုင်လေဩဇာထိုအတ္တကိလမဏနိယောကအကျင့်သည်မမီဝဲဖြင့်သောကိုယ်အစွန်းတပါးလေအဲဒါမမီဝဲဖြင့်အတ္တကိလမဏနိယောကအဝတ်စာမစပြီးသုံးဆောင်မျက်နှာတွေကိုမသုံးဆောင်တော့ပဲမိမိကိုယ်ကိုပြမအောင်အားထုတ်တဲ့အကျင့်ကတော့ပြမဆင်းရဲရုံမျှပဲအဝတ်တို့အစားတို့ကျင်ပြီးတော့အာမအကြောင်းထုံးဖို့ပဲလုပ်တာအဲ့ဒါတော့ပြမဆင်းရဲရုံပဲဘာအကျိုးရှိလဲဘာမှအကျိုးမရှိဘူးအရိယာသူတော်ကောင်းတို့ဤအကျင့်ကောင်းလည်းမဟုတ်ဘူးစင်ကြယ်မြင့်မြတ်တဲ့အကျင့်လည်းမဟုတ်ဘူးမိမိတို့လိုရှိရတဲ့အကျိုးစီးပွားနဲ့လည်းမဆက်ဆိုင်ဘူးဒါကြောင့်အဲဒီကိုပင်မအောင်ပြုလုပ်တဲ့အကျင့်ဆိုတဲ့အဖို့ဆုံးကိုလည်းရှင်ဟန်းများမမီဝဲမသုံးဆောင်နိုင်ဘူးအရာများလည်းလုံးလုံးမသုံးဆောင်ရလူပုဂ္ဂိုလ်တွေကတော့ခုလို7ပါးတည်းဆောက်ကြတဲ့အခါကြီးဒါတွေနဲ့ရှင်းရတာပေါ့ရှင်းကျင်ရမယ်တဲ့အဲ့ဒါကိုလည်းသူတို့နဲ့ဆောင်မှတ်ထားရအောင်ဆောင်မုတ်ကလေးစီထားပါတယ်မသုံးဆောင်မယ်ကိုညင်းစေဒါလည်းဆောင်ရမည်အဲ့ဒါကိုဆိုရမယ်မသုံးဆောင်မယ်ကိုညင်းစေဒါလည်းဆောင်ရမည်သုံးဆောင်ခြင်းနဲ့အဝတ်စားတို့နေရာတို့ဒီလိုသုံးဆောင်နေတာတွေတောင်းမသုံးဆောင်ပဲမိမိကိုယ်ကိုပင်ပန်းအောင်ညှင်းစေတဲ့အကျင့်ကိုလည်းရှင်းကျင်ရမယ်လို့ဆိုလိုပါတယ်အဲဒါအကျိုးထူးမရှိတာဒီကြောင့်ပါလေနောက်သတင်းကြမှာအကျေပြောရမယ်အဲဒီအစွမ်းနှစ်ပါးကိုကျင့်ပြီးကျင့်ရတာကမေဇိမပိယရာခေါ်အလယ်လမ်းမှာမယ်ဟာနောက်သတင်းကြမှာဆိုလို့အခုတော့ခုဒီတရားဆုံးမနေရောက်နေဆုံးတော့ဆက်ပြီးတော့အဲဒီမှာပေါ်ပြဆိုရှိပါလိမ့်မယ်။ဒါကြောင့်ဣတိခောဘိဝေဝအန္တေနုဘကမမေဇိမပရိကရတသဂရေနာပိသမုဒ္ဒသကုကရဏိညာဏကရဏိဥပသမယအဘိညာယသမုဒ္ဒနိဗ္ဗာနာယသံဝရတိလို့ဆက်ပြီးဟောတော်မူပါတယ်။အဲဒီမြတ်စွာဘုရားဆက်ဟောတာလေ။ဘုရားပွင့်လာအစဆုံးဟောတဲ့တရားအနာကောင်းတယ်။ဓမ္မဆုံးဟောတဲ့တရားဘေကဝေယံတို့ဧတကောဥပ္ပအန္တေယခုပြောပြခဲ့တဲ့အဖို့အစွန်းနှစ်ပါးတို့ကိုနိဗ္ဗာန်မှာမကရောက်မူ၍သရတိနာသင်တို့ဆရာမဘုရားသည်မေဇိမာပရိပရာလေနာဖြစ်သောအခြင်းကိုအဘိဓမ္မောရာထိုးတွင်၍သိရခဲ့ပေသည်အဘိဓမ္မောရာထိုးတွင်၍သိရခဲ့သော
မေဇိမာဝိရာအလယ်လောင်းဖြစ်သောအကျင့်ဒီသကုကရဏီပညာမျက်စိကိုလည်းပြုတာဖြစ်စေရပေ၏ညာနာကရဏီပညာကိုလည်းပြုတာဖြစ်စေရပေ၏ဥပသမယသံဝရတိကိလေသာငြိမ်းရာလုံးကလည်းဖြစ်ပေ၏ပညာယသူသောဉာဏ်ဖြင့်သိရလုံးကလည်းဖြစ်ပေ၏ဗမောရာယသူရင်း၏သိရလုံးကလည်းဖြစ်ပေ၏နိဗ္ဗာန်သံဝရတိဆင်းရဲခါသိငြိမ်းရာလုံးကလည်းဖြစ်ပေ၏အဲဒီအ내အဓိပ္ပာယ်တွေကိုလည်းအတူတူနဲ့ဆောင်မှတ်ထားရအောင်ဆောင်မှုနှစ်ခုစီထားတယ်အစွန်းနှစ်သွဲလမ်းမပဲအလေလမ်းမှဖြစ်ပေသည်လမ်းမှကိုလျှောက်ညာမြင်ပေါက်ဆက်ရောက်နိဗ္ဗာန်ဤနှစ်ပုဒ်အဲဒီဆောင်မှုများကိုဆိုရနောက်လည်းကဖတ်ပြောမှာအစွန်းနှစ်သွဲလမ်းမပဲအလေလမ်းမှဖြစ်ပေသည်ဒီဆောင်မှုကတော့ဆိုအောင်ပါဒီဆောင်မှုကတော့အနေနဲ့ပဲပေါ်လွင်နေပါပြီတော်တော်ပေါ်နေပါရဲ့နောက်တော့ပုဂ္ဂိုလ်ဆိုကြလမ်းမှန်ကိုလျှောက်ညာမြင်ပေါက်ဆက်ရောက်နိဗ္ဗာန်တရားစာလုံးရှိကနေအမှန်ကောင်းတဲ့တရားဒီတိုင်းဆိုလို့ရှင်ပြည့်စုံလာမေဇိမဝိရာခေါ်တဲ့မဂ္ဂင်၈တံအကျင့်လမ်းမှန်ကိုကျင့်ရင်သက္ခုကရဏီညာနာကရဏီစသည်ဖြင့်ဟောထားတဲ့အတိုင်းပညာမျက်စိလည်းပွင့်လာမယ်အသိဉာဏ်လည်းဖြစ်လာမယ်ကိလေသာတွေလည်းငြိမ်းမယ်စသည်ဖြင့်အကျိုးတွေကိုလည်းငင်းကြရတာပဲပညာမျက်စိပွင့်ပုံအသိဉာဏ်ဖြစ်ပုံကိလေသာငြိမ်းပုံစသည်တွေကိုတော့နောက်သတင်းကြမှာပြောမယ်နောက်သတင်းဆိုမှအခုဆက်ပြောမှာအဲ့ဒါတွေကလည်းခြေခြေချင်းခြေခြေပြန့်ပြန့်ပြောမှနားလည်ကြမှာဟုတ်ကြရဲ့ခြေပြောမှခြေပြောမှနားလည်မှာဒီကနေ့တော့တရားဟောဖို့အချိန်ကုန်သွားပြီဒါကြောင့်ဒီတွင်မဲ့ရပြီတရားသိရမယ်သာဟုတ်သမารကဘုန်းကြီးပြောတော့ပြောတဲ့ဆိုတော့အခုမဟုတ်ပါဘူးကိုယ်ကတော့ဆက်ဟောရမှာစတယ်နာမျက်စိအသိဉာဏ်တို့များဖြစ်ပေါ်လာကြပြီးတယ်ဆရာခါသိဉ္ဇာဖြစ်သောနိဗ္ဗာန်တရားတော်များကိုသင်များစွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကြကြလို့တရားတော့ပထမဆုံးသဘုတ်ပြီးတော့ဆန်နေလာပြီ95တော့စတော့ပါအဲ့ဒါဘယ်တော့မှပြီးတာတော့ဆို1324ခုတော်ရင်းလာကိုနေဟောခဲ့တာ24ခုတော်ရင်းလာမရှိကြပါဘူး20ယခု1344ခုဟောဆိုလာခြင်းနဲ့ဆက်ဟောတာဒါတကုတ်ပြီးသွားနောက်တော့ဒါလည်းတကုတ်လုံးပြီးအောင်တော့မရပါဘူးတော်ရုံပါ1324ခုနှစ်ပြင်းညွတ်လာတဲ့7ရက်နေ့ဖွင့်ပြဟောကြားသည်အဲ့ဒီအခုဟောမှာဒုတိယပဲလွန်ခဲ့တဲ့တော်သတင်းလခွဲနေ့ကစပြီးဓမ္မစကြာတရားတော်ကိုဟောခဲ့တယ်ဒါပေမဲ့နိဒံဟောနေရတာနဲ့အချိန်ကုန်သွားလို့ဓမ္မစကြာလို့တရားဓမ္မစကြာလို့
တရားကကိုတော့အစာပိုင်းကလေးခေါင်းစင်းရုံလောက်ပဲဟောရရသေးတယ်ယခုအဲ့ဒီအစာပိုင်းကပဲစပြီးအကျေဟောရမယ်ဒေမေဘိကွေအန္တာပဝစီတေနာနာတဝိတာပါရှိရပါပြီပါဘိကွေယံပဝစီတေနာရှင်ဟန်ဖြစ်သောပုဂ္ဂိုလ်သည်ဣမေတွေဓမ္မဣမေတွေအန္တာဒီကိုပြောပြမည်နှစ်ပါးသောဤအဖို့အစွန်းတို့ကိုနာတဝိတာပါမီဝဲမီဝဲဖြင့်ဘူးရဲ့ဘာကြောင့်မီဝဲဖြစ်တယ်လဲဖြင့်ပဝစီတရှင်ဟန်ဆိုတာဘဗ္ဗဇယံအရဏောမလံပါရဇိတောတိဟောသတိအရဏောမိမိ၏မလံယာဂဒေါသစရှိသောအညစ်အကြေးကိုဘဗ္ဗဇယံမြင်ထုတ်တတ်သောပုဂ္ဂိုလ်ကိုပါရဇိတောတိရှင်ဟန်ဟူ၍ဟောသတိခေါ်ဆို၏ပါရဇိတဥစ္စနထဘယ်တော့ဥစ္စနဖွင့်ပြီးတော့ကြားရဆိုရတဲ့ခေါ်ဆိုအပ်၏ဆိုရတဲ့ဒေသနာတော်နဲ့အညီရာဂဒေါသစရှိသောဣတိသာအညစ်အကြေးဟူသောများတွေကဲထုတ်နိုင်အောင်ရှင်းရတယ်ဣတိသာတွေပြန်နေအောင်အကုန်လုံးသတ်နေနေဒီကိုပြောပြမည်အဖို့စွန်းနှစ်ပါးကိုမြှဝဲနေရင်ရာဂဒေါသအစရှိသောဣတိသာညစ်အကြေးတွေကိုမပယ်ထုတ်နိုင်ပြီးပြန်အဲ့ဒီညစ်ကြေးတွေကိုထပ်ပြီးတော့တောင်းဖြစ်ပွားစေတာသေးတယ်ဒါကြောင့်အဲ့ဒီအဖို့စွန်းနှစ်ပါးကိုမမီဝဲသင့်တာပဲအဲ့ဒီမှာအန္တဆိုတာကိုသာရ၌ကုထာတအဖို့လို့ဆင့်ပြထားတယ်အဖို့ဆိုတာအရာဝတ္ထုတစ်မျိုးမျိုးကိုခေါ်တာပါပဲဒါကြောင့်အဖို့နှစ်ပါးကိုဆိုတာဖို့နှစ်ပါးဆိုတာဒီနေရာမှာအကျင့်နှစ်ပါးအကျင့်တရားနှစ်မျိုးလို့ပဲဆိုလိုပါတယ်အဖို့နှစ်ပါးဆိုကျင့်တရားနှစ်မျိုးဆိုလိုပြီးအဲဒီအဖို့တွေကလည်းရိုးရိုးအဖို့တွေမဟုတ်ဘူးတစ်မျိုးနဲ့တစ်မျိုးကြောင်းပြန်ဆန်းကျင်နေတဲ့အဖို့တွေဖြစ်တယ်နောက်ပြီးတော့အဲဒီအဖို့တစ်ပါးပါသက်သို့အဖို့တစ်ပါးကြောင့်သက်သို့မလိုက်ဖဲအလဲအလဖြစ်တဲ့အကျင့်ကိုမေဇိမပရိပရာအလဲလောင်းအကျင့်လို့နောက်နာကြတော့ဟောလိုက်မယ်အဲဒီအလဲလောင်းအကျင့်နဲ့ထောက်ဆကြည့်တယ်ဒီအဖို့နှစ်ပါးဟာဒီပဲအစွန်းနဲ့ဟိုပဲအစွန်းကြတဲ့အကျဉ်းလန်းတွေဖြစ်နေတယ်ဒါကြောင့်ဘုန်းကြီးအမြင်နဲ့ဆိုရင်တော့အစွန်းနှစ်ပါးလို့ဆိုတာကသာပြီးပေါ်လွင်သင်ကြားတယ်လို့သင်မြင်ပါတယ်အန္တတရားလည်းအစွန်းဆိုတဲ့အ ਨੇ ကိုအစွန်းဆိုတဲ့အ ਨੇ ကိုလည်းဟောပါတယ်ဒါပဲမဲ့လို့အထာဂထာအဖွင့်မှလည်းအထာဂထာအဖွင့်လည်းမပြောက်ရအောင်အဖို့အစွန်းနှစ်ပါးကိုပြန်လိုက်ပါတယ်အဖို့အစွန်းနှစ်ပါးလို့ပြန်လိုက်ပါတယ်ဓမ္မေတွေရောစာယံကာမေစုကာမစုခနိကနိယောဟောဤနောကာမောဘောဓဇနိကောနာယောနရတံယောရောစာယံအတ္တကိလနိယောဟောဒုက္ခောနာယောနရတံယောရှိနာဆိုပြရလေးပါပဲဓမ္မေတွေအဘယ်ဖို့စွန့်နှစ်ပါးတို့နိမူဒီအမေစကားကတော့နိုင်ငံကြားစာမှုတွေမှမရှိဘူးမြန်မာအခရာနဲ့ဒီကသာမှုတွေမှသာရှိတယ်။ကာမေသူလိုခြင်းနှစ်သက်ွယ်အာယုံကာမဂုဏ်ဝတ္ထုတို့၌ကာမဒုက္ခလိကနိယောဘောနှစ်သက်ပါရလျက်ချမ်းသာသည့်ကာမဒုက္ခကိုအထုခြင်းဖြစ်စေခြင်းခံစားခြင်းဟူသောရောစအယံအန္တောအကျဉ်အဖို့အစွန်းသည်ဒီနောယုံညာဤကာမောရွာပြပါလားမြို့သူမြို့သားတို့ဤအလေးအလားအကျင့်ဥစ္စာဖြ
ရှိ၏ဘောဓဂဏီကောပုထုဇဉ်လူများစုတို့ဤအလေးအလားအကျင့်ဥစ္စာဖြစ်၏အနာရောအရိယာသူများတို့၏အကျင့်မဟုတ်ပေဝါမစင်ကြယ်မကောင်းမြတ်ပေနာထသာယိတော့မိမိတို့လိုလားအပ်သည့်အကျိုးစီဝါအဆင့်နဲ့မဆက်ဆိုင်ပေသောဇထိုကာမဒုက္ခလိကနေယောဂအဖြစ်နေခြင်းမမီဝဲခြင်းသောအပေါ်ဆုံးတပါးပေ၏ကာမဒုက္ခလိကနေယောဂဓမ္မအကျင့်ကာမဒုက္ခလိကနေယောဂအကျင့်ဆိုတာဗမာလိုအကျိုးချုပ်ပြောရရင်လိုချင်နေတဲ့ဆရာကာမဂုဏ်တွေကိုနှိမ့်သက်သာရပြီးခံစားခြင်းပဲလိုရှိတဲ့ကာမဂုဏ်တွေရောက်အောင်ခံစားအဲဒီကာမဂုဏ်အာယုန်တွေမှာနှိမ့်သက်သာရတဲ့တဏှာနဲ့ရှင်ပြီးချမ်းသာလုံးကောင်းလုံးကလေးဖြစ်အောင်အာထုတာခံစားတာပါပဲလိုချင်နှိမ့်သက်စရာကာမဂုဏ်အာယုန်တွေက5မျိုးရှိတယ်လိုချင်နှိမ့်သက်ဖွယ်ကောင်းတဲ့အစဉ်အာယုန်တွေအပန်းအာယုန်တွေအနတ်အာယုန်တွေအရသာအာယုန်တွေအတွေ့အထိအာယုန်တွေက5မျိုးဒီ5မျိုးပါပဲလောကအသုံးအဆောင်အနေနဲ့ပြောမယ်ဆိုရင်တော့ယခုလူတွေသုံးဆွဲနေတဲ့သက်ရှိသက်မဲ့ဝိတုပစ္စည်းတွေအကုန်လုံးပါပဲလာပါကျင့်တယ်ရှင်းရတဲ့လာပါကျင့်တယ်ဟာလို့ရှင်းရတဲ့အစဉ်အာယုံဝိတုတွေကိုနိတ္တသာယာပြီးကြည့်ရှုခံစားနေတာဟာကာမဒုက္ခလိကနေယောဂအကျင့်ပဲဒီနေရာမှာအစဉ်အာယုံဆိုရမယ်လို့မျက်စိနဲ့မြင်ရတဲ့အစဉ်ယူပါအောင်တက်တဲ့မဟုတ်ဘူးအဲဒီအစဉ်ဤကြည်ဟာမိန်းမယောက်ျားစသည်ဖြင့်ခေါ်ရတဲ့အာယုံဝတ္ထုတွေပါအဲဒီဟာတွေပါအာယုံဝတ္ထုတွေပါအကုန်လုံးကိုအစဉ်အာယုံကာမဂုဏ်လို့ဆိုတဲ့အတန်အာယုံအနတ်အာယုံအတွေ့အထိအာယုံတွေမှာလဲဒီနည်းတိုင်းပဲအတန်ဤတရားအနတ်ဤတရားအတွေ့အထိတရားမိန်းမယောက်ျားသူရိယအစရှိသောအာယုံဝတ္ထုတွေအကုန်လုံးကိုအတန်အာယုံအနတ်အာယုံအတွေ့အထိအာယုံကာမဂုဏ်တွေလို့ဆိုရဲအရသာကတော့အရသာဤတရားသမင်းဟင်းမုံတတိစသည်တွေရောချက်ပြုတ်ပြုပြင်ပေးတဲ့မိန်းမယောက်ျားပုဂ္ဂိုလ်ရဲ့အဲ့ဒါတွေကိုအရသာအာယုံကာမဂုဏ်တွေလို့ဆိုရဲပါရတဲ့အတန်ကပါရတဲ့အတန်ကလေးတွေကိုနားထောင်လို့မွေးတဲ့အနံလေးတွေကိုနားရှူလို့ပါရခံစားနေတာဟာကာမဒုက္ခနိကာနိယောဂအကျင့်မဲ့ရတာကောင်းတွေကိုသာသာပြီးပါရခံစားနေတာဟာကာမဒုက္ခနိကာနိယောဂအကျင့်မဲ့နုညံ့တဲ့အိယာနေယမိန်းမယောက်ျားတို့နဲ့တွေ့ထီပြီးကာယခံစားနေတာဟာကာမဒုက္ခနိကာနိယောဂအကျင့်မဲ့အဲဒီကာမချမ်းသာတွေကသာနေတဲ့ပြီးခံစားနေတာဟာဒီတော့ယုံညံ့ပါတယ်။ဘာကြောင့်လဲဆိုရင်အဲဒီကာမဂုဏ်တွေကိုသုံးဆောင်တဲ့အခါမှာယုံညံ့တဲ့ကိလေသာတွေဖြစ်တယ်။တမဲ့တွေ့တာသားရတဲ့ကာမရာဂကာမတရာတွေဖြစ်တယ်။ငါသာဒီလိုအကောင်းတွေခံစားရတယ်ဆိုတဲ့အနေနဲ့မာနလည်းဖြစ်တယ်။မိမိပိုင်းနဲ့သိရှိတဲ့မဲ့ကာမဂုဏ်တွေကိုသူတော်ဘာနဲ့မနိစ္စစေလို့တဲ့ဝန်တော်မှုမစ္ဆေရလည်းဖြစ်တယ်။ကိုယ်လိုသူတော်ဘာအားမပြည့်စုံစေခြင်းနဲ့မနာလိုမှုအိတ်သာလည်းဖြစ်တယ်။ဆန့်ကျင်မဲ့ဉာဏ်သူထင်ရတဲ့ပုဂ္ဂိုလ်တွေကိုပြင်းမှားတဲ့ဒေါသလည်းဖြစ်တတ်တယ်။အဆက်အကြောက်ကင်းမဲ့တဲ့
အာဟိရိကအနုတ္တပဆိုတာတွေလည်းဖြစ်တယ်ချမ်းသာတယ်ကောင်းတယ်စသည်ဖြင့်အတိမှားတဲ့မောဟလည်းဖြစ်တယ်ကုသဇေမှာဆိုရင်အသက်ရှင်နေတဲ့အတ္တကောင်အနေနဲ့ကံကံဤအကျိုးမရှိတဲ့အနေစသည်ဖြင့်အမြင်မှားအယူမှားတဲ့ဒိဋ္ဌိလည်းဖြစ်တတ်တယ်အဲဒီလိုယုံညာတဲ့ကိလေသာတွေကိုဖြစ်ပွားစေတတ်တဲ့အတွက်ကာမဒုက္ခလိကနိယောဂအကျင့်သာယုံညာပါတယ်နောက်ပြီးတော့အဲဒီကာမချမ်းသာကိုယုံညာတဲ့ဒိဋ္ဌံဒိဋ္ဌသတ္တဝါတွေကလည်းသုံးဆောင်ခံစားနေကြတာပဲအလွန်ယုံညာတဲ့မစင်တွင်တဲ့ကကိုယ်ကောင်တွေလည်းထိုက်ကြရတယ်ဆိုတာသုံးဆောင်ခံစားနေကြတာပဲအဲဒီလိုယုံညာတဲ့သတ္တဝါတွေနဲ့ဆက်ဆိုင်သောကြောင့်လည်းယုံညာပါတယ်အဲဒီလိုယုံညာသောကြောင့်အဲဒီကာမတုခဏိကနိယောဂအကျင့်ကိုရှင်ဟန်းများမမိဝဲဖြစ်ပါဘူးတဲ့စဉ်းစားကြည့်ပါလူတွေကကိုယ်အာယုံနဲ့ကိုယ်ကောင်းလိုက်တာလို့အထင်ကြီးနေကြသလိုပင်ခွေးဝဲကျက်ကိုယ်ကောင်တတ္တဝါတွေကလည်းသူတို့အာယုံနဲ့သူတို့ကောင်းလိုက်တာလို့အထင်ကြီးနေကြမှာပဲအဲဒီတော့ခွေးဝဲကျက်ပိုးလောက်တွေရဲ့ခံစားမှုနဲ့လူတွေရဲ့ခံစားမှုဟာကျူးမနေပြီဘူးလားအဲဒီလိုယုံညာတဲ့သတ္တဝါတွေဤခံစားမှုနဲ့ဓာန်တူဖြစ်နေသောကြောင့်လဲယုံညာတယ်အဲဒီလိုယုံညာသောကြောင့်ကာမချမ်းသာခံစားမှုကိုရှင်ဟန်းများမမိဝဲတင်ဘူးနောက်ပြီးတော့ကာမချမ်းသာခံစားမှုဟာလူလောကမှာသက်ခွာပြီးနေတဲ့ရှင်ဟန်းတို့ဤအလုံးမဟုတ်ဘူးအိယာကြီးထောင်လူပေါင်းမှနေကြတဲ့လူကြောင့်တို့ဤအလုသာဖြစ်တယ်ဒါကြောင့်ခံမောရွာသူရွာသားမျိုးစုမျိုးသားတို့ဤအလေးအလားအကျင့်ဥစ္စာလည်းဖြစ်ပါရဲ့ဟုတ်တယ်ရှင်ယဟန်မဟုတ်ကြတဲ့လူတွေမှဒီကာမသံသာအကောင်းအမြတ်ဆုံးသဖွယ်ဖြစ်နေတာပဲကာမဂုဏ်အာယုန်တွေကိုများခံစားနိုင်လေကောင်းမြတ်လေလို့အများကရှင်းပြနေကြတာပဲစိတ်ခေတ္တကအာနာပိုင်မင်းတွေပစ္စည်းဥစ္စာပေါ်များကျွယ်ဝတဲ့တစ်သေးတွေဆိုရင်ကာမဂုဏ်အာယုန်ဝတ္ထုတွေကိုရနိုင်ရအောင်ဆက်ကြံပြီးသုံးဆောင်ခံစားနေကြတာပဲအနိုင်အထက်သွမ်းမိုးသိမ့်ပိုက်ကြည့်တော့လဲသုံးဆောင်ခံစားနေကြတယ်ယခုခေတ်မှာလည်းတချို့အရာဒေသတွေမှာအဲ့ဒီအတိုင်းမှာပဲခုခေတ်မှာလည်းအဲ့ဒီတိုင်းပဲပစ္စည်းမဲ့လူတွေကလည်းသူတို့သတ်စွမ်းနိုင်သလောက်စာကြံပြီးသုံးဆောင်ခံစားနေကြတာပဲလူလားမြောက်လို့အရွယ်ရောက်လာရင်အိမ်တော်ပြုပြီးကာမချမ်းသာခံစားဖို့ရအကြံပြုနေကြတာပဲဘုရားတရားတော်ကိုမသိကြရတဲ့အိမ်နေလူတွေအနေအားဖြင့်တော့အဲဒီကာမချမ်းသာအကောင်းဆုံးလို့သင်ကြီးရလဲဖြစ်ပေတယ်။ဒါကြောင့်ဘုရားမပွင့်မင်းရှိစေကပင်တရားဓမ္မနိဗ္ဗာန်ဝါရီတရားဓမ္မနိဗ္ဗာန်ဝါရီပုဂ္ဂိုလ်တွေကကာမချမ်းသာခံစားရတာဟာအကောင်းဆုံးပဲအဲဒီကာမချမ်းသာတဲ့ကောင်းတာရဲ့လို့မရှိတော့ဘူးသိပြီးရင်ဘာမှမရှိတော့ဘူးနောက်ဘဝကျမှခံစားရမယ်ချမ်းသာဆိုတာမရှိဘူးနောက်ဘဝချမ်းသာရေးအတွက်ယခုဘဝကကြောင်းရဆိုင်နေရင်ချမ်းသာခံစားရမယ်အချိန်တွေလေရင်သွားတာပဲအဲဒီလိုမလေရင်စီပဲလောက
လောကဖြစ်မရှိရင်အဲဒီလိုမလျင်းစေပဲလောကဖြစ်မရှိလို့ရှိရင်ဘယ်နည်းနဲ့မဆိုရှားကြမ်းပြီးကာမအာယုန်ရဲ့အပြည့်အဝခံစားရမယ်အဲ့ဒါဟာဒီကျတော့နိဗ္ဗာန်ချမ်းသာပဲအဲဒီဘက်မှာနိဗ္ဗာန်ချမ်းသာစသည်ဖြင့်ဒီလိုတောင်းဟောပြောနေကြပါသေးတယ်အဲဒီဒီမနိဗ္ဗာန်ဆိုတဲ့အယူကတော့ဒီကနေကဒီလက်ခံပါဠိတော်ဓမ္မဇာလသုံးမှာမြတ်စွာဘုရားဟောထားတဲ့62ပါးသောမိစ္ဆာဒိဋ္ဌိတွေကအပါအဝင်ဖြစ်တဲ့မိစ္ဆာဝါဒတစ်ပါးပါပဲ